တိမ့်သိမ့်မြဝေနန်းစင်အမွေမဟာဂီတအစီအစဉ်ကနေတင်ဆက်မဲ့တေးသချင်းကတော့မြန်မြင်းနဲ့စပူပေါင်းအစချီမြင်းခင်းဖြစ်ပါတယ်ခေတ်ကာလနဲ့တေးပြူစာဆိုကိုမသိရှိရတော့လေဘယင်မင်းတရားကြီးဤမြင်းခင်းတော်မင်္ဂလာကျင်းပချိန်မှာခမ်းနားစွာဆင်ရင်ကျင်းပပုံပါဝင်ကြသည့်မြင်းများဤကြန့်ခိုင်တမ်းမာမှုရှိပုံမြင်းသည်တော်ဤကျွမ်းကျင်စွာအဲမောင်းတက်တို့ပြသပုံတို့ကိုပုံဖော်ရေးဖွဲ့ထားတဲ့တေးသချင်းတစ်ပုဒ်ဖြစ်ပါတယ်။စန္ဒယာရှက်မြင်းစည်းပုံနဲ့တကြားတစ်စောင်းကိုင်ဟန်အဲမောင်းရေးဖွဲ့လို့ဂီတဝိသောသနီမဟာဂီတကျမ်းမှာဖော်ပြပါရှိပါတယ်ရှင်။ဝက်လက်စည်းကိုအသုံးပြုတိခတ်ရပြီးအကြောင်းအရာနဲ့လိုက်ဖက်ညီစွာတက်ကြွဝင့်ကြွားမြူးကြွသည့်ဟန်ဖြင့်တိခတ်ပုံဖော်ရတဲ့နှစ်သက်ပွဲတေးသပုဒ်လည်းဖြစ်ပါတယ်။ကြည့်ရှုသူများအားလုံးနားဆင်ခံစားအားပေးကြပါစို့လားရှင်မြန်မြင်းနဲ့စပူပေါင်းလျံဝေးချဲချူရောင်တော်တော်လေးရှောရှောဝင်းနမြင်မွေတင်ရန်ပြောတော်တော်လေးရှောရှောဝင်းနမြင်မွေတင်ရန်ပြောညာမောပြန်ရင်ဟောကင်းဝေးခွာကံညီလျံတောင်းလုံးကျွေညာမောပြန်ရင်ဟောကင်းဝေးခွာကံညီလျံတောင်းလုံးကျွေဆန်းရွှင်နန်းစဉ်ပြောရေးတတော်ရကြောကျူအေဆန်းရွှင်နန်းစဉ်ပြောရေးတတော်ရကြောကျူအေဇာမရီတို့သူမချာနမြင်မြောင်းတို့မြူကြွားကြွားဇာမရီတို့သူမချာနမြင်မြောင်းတို့မြူကြွားကြွားတွေ့မှာ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 ပင်ရွှေစင်လျံလန်းစပူတော်ကိုမြက်ကနေနေရွှေစင်လေးရွှေစင်လေးရွှေစင်လျံလန်းစပူတော်ကိုမြက်ကနေနေโอเคကဲစိမ့်စီမရမြာကတိငီโอเคကဲစိမ့်စီမရမြာကတိငီရောင်နီဆက်သုံးစီနီကရောင်တောင်ငယ်မှာတိမ်မနဲ့လာနှောရောင်နီလေးရောင်နီလေးရောင်နီဆက်သုံးစီနီကရောင်တောင်ငယ်မှာတိမ်မနဲ့လာနှောကျုံးပတ်ကောထိုးလျံခေါမြင်းသူတွေးပွဲသာကျုံးပတ်ကောထိုးလျံခေါမြင်းသူတွေးပွဲသာအိနာယုကြမထင်တော့ကိုမျိုးပြောင်းကြွနတ်သိန်းတော်အိနာယုကြမထင်တော့ကိုမျိုးပြောင်းကြွနတ်သိန်းတော်တွေ့မ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 ပင်စံနေရရှက်စီပုံမြင်မြင်သူမြင်သူချီအဲမြင်ရင်ဟန်လာန
တစောင်းကိုင်းကိုင်း